အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ရှေ့တစ်ပုတ်မှာကျွန်တော်ပြောသွားခဲ့တဲ့ Larin လေးရဲ့အကြောင်းကိုပြောရင်းနဲ့ unboxing video လုပ်တော့မှာဖြစ်ပါတယ်ခင်ဗျာ Larin လေးကိုကျွန်တော်တို့ unboxing လေးလုပ်ကြည့်အောင် Okayလက်စွပ်ထည့်ရတဲ့ဘူးလေးရတယ်လုံးဝ premium ဆန်တယ်ဗျာဘူးနဲ့လုံးဝတန်တယ်ဒါကတော့ဒီကွင်းနဲ့ဆို single set ဖြစ်လာတယ်ကိုချစ်တဲ့အမျိုးသားဒါမှမဟုတ်ကိုချစ်တဲ့အမျိုးသမီးကိုရည်ရွယ်ပြီးတော့ပြီးမဲ့တခုတည်းတော့ချစ်ချင်းတင်ကြတာလေးဒါကတော့ single set လေးပဲဖြစ်သွားတယ်ဒါလေးကတော့ capacity ဆက်လေးပါဆိုတော့ကိုတမိုးထားတဲ့ချစ်သူကိုလည်းတမိုးထားတဲ့အနေနဲ့เนาะဒီ Larin လေးကိုပြီးဝင်မယ်ကိုယ်တိုင်လည်းနှစ်ယောက်သားရဲ့เนาะချစ်တွေကိုပေါင်းစည်းတဲ့အနေနဲ့ကိုယ်တိုင်လည်းတကွင်းဝင်မယ်ပေါ့အဲ့တော့နှစ်ယောက်တူတူချစ်ချင်းမြတ်တာတွေချီနှောင်မှုဒါကတော့နှစ်ကွင်းဝတ်တဲ့ capacity လေးဖြစ်တယ်ဒီ Larin လက်စွပ်လေးတွေမှာဆိုရင်တော့เนาะစစ်မှန်တဲ့ချစ်ချင်းတရားနဲ့ခိုင်မာသောသစ္စာတရားကိုစားပြုတဲ့လက်စွပ်လေးတွေဖြစ်တဲ့အကြောင်းမလို့ဒီလက်စွပ်လေးမှာတဲနှစ်ထပ်နဲ့Viking လူမျိုးများရဲ့ရာသက်ပံတစ္ဆာကိုအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ဒီသင်္ကေတလေးကိုမြန်မာမှုကနုံနဲ့ပေါင်းစပ်ထားပြီးတော့တစ်ဖက်တစ်ချက်စီမှာထည့်သွင်းပြီးတော့ဖန်တီးထားပါတယ်။ဒါဆိုအလဲစိန် site ကလေးကိုလည်း 0.6 carat ကိုထည့်သွင်းအသုံးပြုထားပြီးတော့ဒီ 0.6 carat အသုံးပြုရခြင်းကလည်း6ကနန်းကိုကိုစားပြုတဲ့ဘီနတ်ဂျိုရဲ့ချစ်ချင်းတရားမေတ္တာနဲ့နှောက်ဖွဲ့မှုတို့ကိုကိုစားပြုထားခြင်းဖြစ်ပါတယ်။ဒါဒီ Larin လက်စွပ်လေးတွေကဆိုရင်မှတ်ပုံတင်နဲ့ register တင်ပြီးတော့ဝယ်ယူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Larin ID ကလေးမှာကျွန်တော်တို့ဒီ QR code လေးကို scan ဖတ်ပြီးတော့ certificate ကိုအတည်ပြုလို့ရပါတယ်ဒီမှာချက်လက်အစုံလုံးဝလိမ်ညာလို့မရအောင်เนาะအတိအကျပါဝင်မှာဖြစ်ပါတယ်ဒီ light တိုင်း ordinary ကက်လေးရဆိုရင်တော့เนาะဒီ Larin လက်စွပ်လေးဒီဝယ်ပြီးတဲ့အခါမှာတသက်စာအခမဲ့ပြုပြင်တာအယောင်တင်တစ်စိတ်ပြီးရင်တသက်စာအာမခံအပြင်6လတစ်ချိန်ပြုလုပ်ပေးတဲ့ Larinဝယ်ယူထားသူမိသားစုတွေသာခံစား권ရရှိတဲ့ငွေသားလက်ဆောင်ခီးစဉ်လက်ဆောင်ညစာစားဝယ်လက်ဆောင်နဲ့တိုက်ခန်းကွန်ဒိုကာစတာတွေကိုအခမဲ့ကန်ဆန်းနိုင်တဲ့အစီအစဉ်ပါဝင်ပါတယ်ဒီ Larin လက်စွပ်လေးတွေမှာဆိုရင်ရွေးချယ်စရာပကစ်3မျိုးရှိတယ်ပေါ့နော်ပကစ် A B C ဆိုပြီးတော့နော်ပကစ် A လေးမှာကတော့ရွှေအစ်စ်နဲ့တဘာဝစိန်စစ်စစ် GRA ကိုနော် GRA စိန်ပေါ့95သိန်းပကစ် B မှာဆိုရင်ရွှေစစ်ရဲ့ Man-made Diamond ရဲ့35သိန်းပေါ့နော်ပကစ် C မှာဆိုရင်တော့ Italy 925နဲ့ Man-made Diamond 12သိန်းဆိုပြီးတော့ပကစ် ABC လေးခွဲခြားထားပါတယ်ငွေကြေးတစ်ခါတည်းချိန်မွေးနိုင်သူတွေအတွက်ကြတော့3လ6လ12လအထိတိုးနှုန်း 0% နဲ့အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီတွင်းပြပါလဲပို့ဆောင်ပေးပါတယ်ဒီ Larin လေးတွေကခဏပြောရဲ package ABC ဘာကွာပါလဲဆိုတော့အသုံးပြုတဲ့ material ပေါ်မူတည်ပြီးတော့ဈေးကွာသွားတာပါဒီဇိုင်းလေးတွေကတော့ package ABC အားလုံးအတူတူပါပဲဒါမှမဟုတ်ဒီဒီဇိုင်းလေးတွေကိုမကြိုက်ဖဲနဲ့ကိုကြိုက်နေတတ်တဲ့ဒီဇိုင်းလေးတွေကိုလည်းပြောပြီးတော့ဝယ်ယူလို့ရပါတယ်Larin လေးရတော့ပြန်ရောင်းလို့တော့မရပါဘူးဒါပေမဲ့အချိန်မရွေးအရှုံးလုံးဝမရှိဘဲနဲ့ upgrade downgrade လုပ်လို့ရပါတယ်ခင်ဗျာ Larin မမကက်လေးခုမှရှိနေပြီဆိုရင်ဒီမမဝင်တယောက်အနေနဲ့ဒီ Angel Garden နေပြီးတော့အခြားဘာလက်ဝတ်ရတနာပစ္စည်းဘာဝယ်5% discount ရရှိမှာဖြစ်ပါတယ်ခင်ဗျာစင်ငယ်ဖြစ်နေလို့လဲစိတ်မပူလိုက်နဲ့နော်ကိုယ့်ရဲ့ information နဲ့အရင်ဝယ်ထားပြီးတော့ကိုတကယ်မျက်နှိုးရမယ့်သူပေါ်လာတဲ့အခါကြားခွင်မာခွင်စိတ်ကြိုက်ပြောင်းလဲပြီးတော့ပြီးလို့ရပါတယ်ခင်ဗျာဒီနေ့ကတော့ Larin unboxing video လေးကတော့ဒီလောက်ပါပဲမိမိရဲ့တက်မြတ်တန်ဖိုးထားပြီးချစ်ခင်ရတဲ့သူတွေကို Angel Garden website မှာဒီလက်စွပ်လေးအကြောင်းကိုတွားရောက်စုံစမ်းပြီးတော့အချစ်တွေကိုတက်တည်ပြလိုက်ကြ